ကိုကြီးတယောက်အနေနဲ့ပြောပြမယ်ညီလေးတို့တခုခုမှားသွားတဲ့အခါငါဘာလို့အယမ်းမိုက်တာလဲငါကိုဘာလို့ဒီလိုဖြစ်ရတာလဲလို့ကိုပြောနေမိလားအဲ့ဒီအတွေးတွေကမူလပြဿနာထက်တောင်ပိုနာကျင်စေတဲ့ဆိုတာသိလားဒါကဒုတိယမြားသင်ခန်းစာပဲပထမမြားကမင်းမထိန်ချုပ်နိုင်တဲ့နာကျင်မှုအဖြစ်အပျက်တစုံတယောက်ရဲ့စကားမမျော်လင့်တဲ့ဆုံးရှုံးမှုဒုတိယမြားကမင်းကိုယ်တိုင်ဖြစ်တဲ့ဝေဖန်မှုစိုးရိမ်မှုကြောက်ရွံ့မှုနောင်တရမှုတတိယပါပထမမြားကိုမင်းမတားနိုင်ဘူးဒါပေမဲ့ဒုတိယမြားကိုရပ်တန့်နိုင်တယ်ဒီနေ့ကစပြီးဒီသုံးစင်းကိုလေ့ကျင့်ပါ1စိတ်နဲ့စရာတစ်ခုကြုံရင်ဒါကပထမမြားလို့အတိအမှတ်ပြုပါ2ကိုဝေဖန်တဲ့အတွေးပေါ်လာတိုင်းဒါကဒုတိယမြားငါဆက်ဖြစ်နေရင်ပိုနာကျင်မယ်လို့ကိုပြောပါ3ဒုတိယမြားကိုချလိုက်ပါအသက်3ချက်ရှူပြီးနာလုံလောက်တယ်လို့ကိုအတီးပြုပါဒီအလေးချင်းကမင်းရဲ့ဆင်းရဲမှုတဝက်ကိုဖယ်ရှားလိမ့်မယ်ဘာမှမပူနဲ့ရှေ့ဆက်လျောက်ပါသေးသေးလေးစလိုက်ပါညီလေးတို့အောင်မြင်ဖို့ကိုကြီးအမြဲဘေးကရှိနေမယ်